ကဲတဲဝဲစားပါပြီစိုးသူကပြောတာတကယ်စုချမယ်တဲ့ဗျဘယ်လာတဲ့ပုတ်တယ်ကွာစိုးသူတဲ့ဒီနော်လိုက်အရှဲလေးလို့ပါနော်တမိုဆိုး page ကတော့ဦးလောပြန်ရက်သွားပြန်ပြီချက်လုံးဖို့နံပါတ်ပေးသွားပါပြီနံပါတ်3ညပါကိုစော MDY မှာနော်ဟာလွယ်လွယ်လေးကိုပေးတယ်ကွာ3လုံးဆက်တိုင်း3လက်ပါ3မှတ်3ည哪里去妈妈飞？飞奥飞。လက်ဖိုးလက်ပါဗျာချစ်လုံးဖို့တော်တော်ကောင်းနေပါကြီးပြန်ရတော့ဖိုးလက်ပါပေါက်ပြီးစက်တိုက်ချစ်လုံးဖို့နည်းနည်းမှိန်သွားတယ်5လက်ဖြစ်သွားပါပြီမောင်သွားပြီဟို lighting ထည့်တာကိုထည့်လို့မရအောင်ဖြစ်နေထည့်တော့ထည့်ပေးနေနော်ခုနဖုန်းလာတယ်ဗျာကျေးဇူးပြီဖုန်းလေးတွေမခေါ်ကြပါနဲ့လက်5ပါခေါင်းလိုက်တယ်ဂျယ်လီယာ15ဖြစ်သွားပါပြီတဲကြီးက17နဲ့တူပါတယ်နော်15ပါမာဘီဂျက်လီတော်ကြီးချုပ်ပါနိုင်မှာပဲဟုတ်တယ်တော်ကြီးချုပ်ကတတ်ပဲနိ25ပါကောင်းနေတော့တယ်ကောင်းနေပင်လာတယ်5-2ပါတော်စင်တို့9မှတ်ကောင်းတယ်စားပိတေးရ6-2ဖြစ်သွားပြီတော်စင်ကဒီနေ့တကယ်စားပိတေးသူမနေတော့လည်းသူ့ကိုအားမြောက်ပြောတာတော့မခံချင်သေးတဲ့နေမှာစုပ်ကိုလုံးနေဟောကျောင်းဆောင်ကောင်းတယ်စားပိတေး2-6ပါကောင်းတယ်ဘယ်လားတဲ့6-2ပါချလုံးဖို့ဝေးသွားပြီ2-6ပါသူဖက်စောနေရောက်ပါဗီဒီယို quality မြင့်ပေးနေတာလည်းမရအောင်ဖြစ်နေတော့အော် sorry ပါ2-6ပါတမိုးဆိုး2မှတ်ဘင်လာဒင်6မှတ်ရှဲမပေါ်သေးနဲ့ရှဲပေးပါအောင်ကျေးဇူးပါနော် UI တော့တော်လေးတက်လာပါ6-2ပါမကြုံဘူးအောင်ဂုံလူဆောင်မှာချက်လီရဲ့
7-2ပါခုနမှတ်2မှတ်ကောင်းတယ်တော်စင်းချုပ်တယ်တော့မာယာလေးကိုစုံးတာဗျာကြီးလည်းဖုန်းကောင်းတယ်ဟုတ်ပါဗျာကြီးရဲ့အဲ့ဘက်မခေါ်ဘဲနဲ့ဗျာကြီးလည်းပြောတယ်ဒီနေ့လမ်းပေါ်ပြင်စမ်းတိုင်းနဲ့ဆက်ပြီးပြောတာ26ပြင်းနေကောင်းမယ်ဟုတ်တယ်ဗျာကြီးဖုန်းကတော့ဗျာကြီးဖုန်းကတော့ဥစ္စာခေါ်တယ်တွေ့နေကောင်းကောင်းလေးကြည့်ရမှာတမို့စော့ကလည်းလိုင်းကျတော့သူဆက်လွှင့်လို့မရဘူးဖြစ်သွားဒီတိုင်းဆိုတော့တင်ပွဲတော့မျောမဲ့သဘောဖြစ်ရင်ဟုတ်တယ်အတက်နိုင်ဆုံးတော့တင်ပေးနေတာနော်မောင်းနေတာဥစ္စာဘုံဘယ်လိုဖြစ်မှန်းမသိဒီအပိုင်းကိုပြန်ကြည့်အောင်အခုတော့မပြင်းတော့နော်ဒီတိုင်းလေးလိုက်လေးကြာသွားမှာနော်ဒါလေးကိုတဲကြီးခံကြည့်ပေးကြအောင်ဒီကြတော့ဥစ္စာကြည့်လိုက်ရမယ်နော်ဘာကြောင့်မောင်းနေလဲဆိုတော့ချွေလွန်ဖို့စားပဲပိုက်တိုးသွားတဲ့တော်တင်စားပြီးထိုးရပါမယ်โอเคเนาะအဲ့လိုတို့ပေးနေတော့လိုင်းတင်တက်ပါလေဟိုမတိုးဖြစ်နေကောင်းတယ်ကွာတော်တင်တကယ်နှစ်ယောက်ကြီးဆိုရှာနိုင်တယ်ဆိုတော့အေး3ပါချုပ်ပြီးရင်လှုပ်ဖြစ်နေတယ်ငတေငါဆက်ထားတယ်သူတို့ဘက်ကအကြောင်းမပြန်လို့နော်ငတေမင်းတို့ကခိုးလေးလာတယ်ခိုးလေးတို့ကအဲ့ကွင်းခိုးလေးရလဲကွာပွဲဆက်တော့နဲ့တိတ်တော့မလွယ်ဘူးညီလေအဲ့လိုကြောင့်လည်းပါတယ်ငတေနော်ပွဲဆက်လွယ်တာဒီလိုတို့မြင်နှန်းတွေဟိုလိုက်ခတ်ဒီလိုက်ခတ်ဒီပဲအဆင်ပြေရနော်ကောင်းလိုက်တယ်ကွာအစားပြေရဟာတုံကြာသွားဟုတ်3ပါတယ်သိမှာကောင်းအေးသေးဆိုရမယ်တမုတ်တို့ကိုပြောင်းလာ9-3ဖြစ်သွားပါလိခေါင်းချုပ်လေးနဲ့ညီလေးတမုတ်ဆိုး2-3သာဆက်ကြတော့ကွာတို့မထူးအောင်တော်စင်ကတကယ်လောက်တာဟေးမလေးတို့ကပြောတော့သူဒါ2အောင်ထဲသူထိုးမှကြည့်ပဲသူကငါတို့ပူတယ်မရဘူးလက်3ပါစားပြီးတဝင်းလုံးနှံ့တယ်ထိုးတာတော့ရက်ဆက်တယ်လူလည်းမရှိရမထက်တယ်လူမရှိလားအဲ့ဒါလို့ချင်းနေမှာကားတွေဆိုင်နေတယ်လူမရှိတော့တိုင်နေမှာ3လက်ပါ4လက်ဖြစ်သွားပါပြီမလေးတို့ကတော်နေအဲ့နေရာတွေပဲပေါက်တာပဲမလေးတို့ကလည်းဟုတ်တယ်နော်ဒီကကြဒီနေ့ကမျှတယ်ဗလာနေတို့တော်တင်တို့တွေနဲ့အဲ့လိုပေါ့နော်သူတို့တွေနည်းနည်းနေမနဲ့ချိန်ဖြစ်သွားတယ်ဒါဒီကကြနိုင်ငံကျော်ပွဲတွေကြီးကောင်းမဲ့ပွဲတွေဒီပွဲရတပြားမှလည်းမလောဘူးအမိလည်းမမိလိုက်ကွာဟုတ်တယ်နော်ပွဲအကိုရင်对，然后我给你。ကြိုင် Fight，来，好了，来来，ဟုတ်တယ်90不要了，不要，往那一打最先来接。给这边嘛，我们别公可比论没有？哦。
ဇက်တိုက်ဗျာနော်ချလုံးဝယ်စားပြီးဇက်တိုက် ဟို ပေါ ဒီ က်ပြီး က ဗျာ စားပြီးနေရောနော် အမတ်တွေရက်ဆက်သွားပြီဗျာနော်ကျွန်တော်10မှတ်3မှတ်နဲ့စိုက်ချင်းလာတာခုချိန်မှာဆို6မှတ်10မှတ်ဖြစ်သွားပြီနော်ချလုံးဝယ်စားပြီးဇက်တိုက်ပေါက်သွားပြီဗျာညီကိုတို့ကြီးကဲဘယ်ဘက်ကမှလောင်းနေမယ်ဘယ်ဘက်ကမှကျွန်တော်ဒီလောက်ကိစ္စလေးရှိနေမမီတိုင်းဘူးဗျာကျွန်တော်နော် တူဆိုးပြည့်တဲ့နည်းနည်းပါနော်တူဆိုးပြည့်တဲ့ဒီနေ့နည်းနည်းတယ်ဒီလိုလေပွဲရမင်းညနေရမှာကတ်တယ်လိုက်တော့ပွဲသေးတဲ့နည်းသွားတယ် 10မှတ်ဗျာနော်ကဲထိုးပြီးချလုံးမို့တော်တယ်ခေါင်းနဲ့ဖမ်းထားတယ်တော်တယ်မဲ့ဒူးလေးနဲ့တည်းနေသွားတယ်ကောင်းတယ်ဗျာတော်ပါသေးတယ်ဗျာနော်ဘင်လာတင်တွတ်တယ်ဗျာနေနေလေးကိုဆွဲပစ်သွားတာနော်ရောက်မှလည်းတက်မလာသေးဘူးဗျာမကတော့ကျွန်တော်လက်စစ်ပါပဲခင်ဗျာကဲတော်တယ်ထိုးပြီး line to line ကောင်းတယ်ဗျာဘယ်လေးနဲ့ခံထားတယ်တွတ်တီဗျာတည်ထားတာအိုးတော့လုံးဝဆယ်ဖို့အခွင့်အရေးတော့မရဘူးဗျာနော်ကဲပြပါကနဲ့လေ မိုင်းတင် ဟိုမိုင်းတဲ့တက်ကတော့ easy လို့ဖြစ်ကဲခုချိန်ကြီးတော့ကျွန်တော်ဖုန်းမထစ်သေးဘူးဗျာနော်ဖြစ်မှာဆိုလို့ကျွန်တော်ပွဲတော့မှာကောက်လွန်တာတကယ်တော့ကျွန်တော်မမိတာပါကဲညီကိုတို့လွှင့်ပေးမယ်လို့ပြောထားတယ်ကျွန်တော်ပြည်တော့လွှင့်ပေးမယ်ဗျာနော် စရဲဘူးလို့ဖြစ်နေမှာဟုတ်ပါမကြီးပွဲလို့ဖြစ်နေတဲ့အတိုင်းပတ် မ သွား က10မှတ်6မှတ်ဗျာကဲတော်တင်နဲ့ဖေလာတွေက10မှတ်တမုံဆိုးက6မှတ်ဗျာအိုးရက်ဆက်တယ်ဗျာ ကဲကုန်းတန်းကွင်းကတော့ဘလို့လူလာလာလက်ခံစားပေးပါမှာနော်ဧကန်ပွဲလေးတွေခတ်ပေးပါမယ်တဲ့ကုန်းတန်းပွဲက ဒီလိုရေဘယ်သူမှမသိသေး ဒီ ဘူး ထဲမှာဝင်မဲ့တယ်နော် MC တေနဲ့ပွဲလေးတွေဆက်ကြပါ မကတော့6မှတ်10မှတ်ဗျာ မနေ့တော့ ကောင်းဝင်ခုလေအဘေလာနဲ့လိုက်တယ်ကြံသွားပြီတော်တင်ကောင်းတယ်ဗျာဘောဘေလာရဲ့ကာကျိုးအောက်မှာတော့ကျွန်တော်တို့တော့တမတ်ပေးလိုက်ရပြီဗျာတော့ဒီတမတ်ကတော့โอเคဒီလိုတွေ comment တွေရောက်လာနည်းနည်း share ပေးနေမကြည့်မယ်လို့လည်းမရှိသေးဘူးကဲတော်တယ်ထိုးတာဖြုတ်ချတယ်ကောင်းတယ်ဗျာဘယ်ဒူးနဲ့ဖန်လာပြီအော်ကွတီပါပဲဗျာအရင်တော့ဆိုလို့ရှိရင်ချစ်လုံးအခုဆိုလို့ရှိရင်ချစ်လုံးပေါ်နေရှောလေးတွေတည်တယ်ဗျာနော် နီးလဆန်းကွင်းကိုဥစောအခုဆွေးနွေးနေမှာနော်နီးစကန်ကွင်းလာဖို့အတွက်ဥစောတိုင်မတိုင်မင်းနေပါတယ် ကန့်ဝင်သွားပြီလားဆိုအိုက်ကန့်ဝင် ဥစောနောက်ရနီးစကန်ကွင်းကို လည်းပြန်မှားပြီ လာပြစ်တယ်ရှိအောင်လာခဲ့ပါဦးမယ်တေချာပေါက်လာခဲ့ပါမယ်နော်နီးစကန်ကွင်းလူလေးတွေအဆင်ပြေလို့ရှိတယ် ပြန်ရပြီတော်စင်မဲ့တော်စင်ဒူးနဲ့တဲထားတယ်ကွတ်အော်တော်စင်ကတော့သူ့ရဲ့အမားလေးကိုသူပဲပြန်ကယ်လိုက်တယ်ဗျာနော် ပြည်စင်းနေပါတယ်နော်မရောက်ဖြစ်နေသေးလို့ပါ ပင်လာနေထိုးပြီဗျာဒါလည်းဂုံထိုးထားတယ်လုံးမဖြစ်ဘူးအာမားတယ်ဗျာဒါကိုအေးချင်လုံးပူဗျာစာပဲကိုမှားသွားတာကန်ကောင်းလို့ပါလားဗျာတော့အမကတော့ကျွန်တော်တို့6မှတ်10မှတ်ပါပဲအကာမို့ရဲ့ဆရာလေးကမုံဝေတော့မပါဘူးဒုံဝေတော့ပါတယ်အဲ့ဒါပြောတာတော့လောကဒန်မုံတိုင်းရင်မင်္ဂလာပါဗျာကဲတော့ချင်လုံးမို့ရဲ့စာပဲကပိုက်ခောက်ပြီးသူ့ဘက်သူပြန်ကျသွားတဲ့ကျွန်တော်တို့အမှတ်မရလိုက်ဘူးဗျာနော်အမကတော့ခုချိန်ကြီးတမုံဆိုးကအောက်ကပဲဗျာနော်မုံဝေတော့ကျွန်တော်မပါဘူးဗျာဆရာလေးလိုက်စောင့်နေတာဗျာကျွန်တော်လိုက်မစောင့်နေဗျာကျွန်တော်လိုက်လေဒီမှာကအစင်ပြေချင်းမှပြေမှာကျွန်တော်ဘေးမှာကျွန်တော်ကိုလိုက်ရှိပါတယ်နော်ကိုစောအကောင်ကိုကြည့်လို့ရတယ်နော်ကိုစောထင်ရင်ကျွန်တော်ဆရာလေး SCN ပြေးလာခဲ့အောင်သူပြည့်အမကတော့ကျွန်တော်တို့6မှတ်7မှတ်မှာရက်နေတယ်ပဲကဲတော်တင်ကောင်းတယ်ပဲဖန်တယ်တော်တင်ဒူးလေးနဲ့တည်ထားတယ်ကွာသွားပြီကောင်းတယ်ဗျာနေရာတွေကတော့ကျွန်တော်တို့နေရာတွေကိုကြည့်ပုတ်နေသလားအောင်းမေးရတယ်ဗျာမလေးရှားကကြည့်နေတယ်ဗျာโอเคမလေးရှားလည်းကောင်းတကယ်သွားကြတာမရောက်ဘူးဗျာကဲတရုတ်ကကြည့်နေကြည့်ဟုတ်တယ်နော်ကိုမင်းလိုက်က တော်တင်စားပြီးစမ်းပြီဗျာ ကိုမင်းလိုက်မရအောင်နော်ကိုမင်းလိုက်ကြနေ တော်တင်ကတော့စမ်းလိုက်တာနော် line to line ကိုထိုးချလိုက်တာဒါမာယာကဘယ်နေရာထိုးမလို့ကြမ်းမှလို့တော့မသိဘူးကွန်ထင်းကျော်တယ်မျိုးလေးနဲ့ကြောင်းတိုက်ကကတ်ဝင်နေတာဆရာလေမျိုးလေးကြောင်းတိုက်ဝင်မှာပါနည်းနည်းနောက်ကျလာပါနော်ကဲတော်တင်ထိုးပြီးကောင်းတယ်ဗျာထင်းတဲ့အတိုင်းပါနော်သူကဂျယ်လီရဲ့ line ကိုထိုးပြထားတာဗျာကျွန်တော်ထင်တဲ့အတိုင်းပဲပြီးကြအလဲကိုသူထိုးချပြတယ်နော်လူလိန်ကြီးပါဗျာနော်ကဲစက်တမ6မှဖြစ်သွားပြီနော်တော်တင်ဖြုတ်ချပြီးဘာတတရာပဲဂျယ်လီချီလုံးမဖွင့်ထားတယ်ရက်ဆက်ပါတယ်ဗျာနော်ရင်တော့ချီလုံးမနဲ့ဂျယ်လီဟာမောင်းနေကြလို့အမြင့်တိုင်ပဲဗျာအခုကျဒီနေ့တော့အဲ့လိုမဟုတ်ပဲနဲ့နော်အနေရင်းလေးတွေမျောထည်နေရတွေ့ရကိုမောင်ကြီးစကိုင်းလာကိုလာမယ်ဗျာကိုမောင်ကြီးဆရာလေးပုံကပိုးကြည့်တယ်အဲ့ဒါပြောတာလေတော့လာပြီတော့ဆရာလေးပုံကိုပြောနေတဲ့လူတွေနော်အေးပြောပြလိုက်အောင်ဒီဟာမောင်ကြီးဦးတော်အကောင်ကမျိုးလေးမိမနဲ့ကန့်ဝင်နေဟာဟုတ်တယ်ကန်သွင်းထားလို့ရှိတယ်မျိုးလေးကိုအကောင်တွေထိုးတယ်ဘဲနဲ့ဖမ်းတယ်ကောင်းလိုက်တာချင်လို့မို့ရကဲတည်ထားပြီအိုးရက်ဆက်ပါလေဗျာနော်ဘယ်သူမှတော့ဆယ်ဖို့ဆရာလေးအားပေးလဲပါတယ်ဆရာလေးမရလိုက်ဘူးဟုတ်တယ်ဒီပွဲမရလိုက်ဘူးဘယ်သူနိုင်နိုင်ပြကျွန်တော်လုံးလို့ကဲချင်လို့မို့စားပဲထိုးမယ်ရ6မှ7မှဖြစ်ပါချင်လို့မို့ထိုးထားတဲ့ဂျယ်
ပင်လာနေခုထားတယ်ပေါင်ကြီးနဲ့တရားကောင်းလိုက်တာဗျာတော့ကျွန်တော်တို့ဒီပွဲရဆိုလို့ရှိရင်တော့နှစ်ပွဲရှုံးတာဆိုတော့9ဘီနေရော9ဘီခွန်ရောကရင်မနဲ့ရှုံးထားတာကရင်မနေရာမှာဒါတော်တင်ဝင်ပြီး9ဘီနဲ့တပွဲနဲ့ချတာပေါ့နော်ရန်ကုန်သားတွေဖြစ်ပါတယ်ကဲကျွန်တော်တို့ကဲထိုးမပြပင်လာနေစားပြီးထိုးမှဖြစ်ပါတယ်ကဲပင်လာနေထိုးပြီးအေးဗျာထိုးပါဗျာပင်လာနေတော့ဖမိုးဗျာနော်မန်းလေးရောက်ကြဒီလုံးမြင်ဘူးလားပဲကောင်းတယ်ဗျာ12မှတ်ဖြစ်သွားပြီဗျာနော်တော်တင်ချုပ်ရင်ချုပ်ပရင်တစုဖြစ်ခဲ့ဘူးလေနော်တော်တယ်ဟုတ်တယ်သူချုပ်ကဒါပေမဲ့လူတွေနည်းနည်းရင်းနှီးလာပြီလို့ပြောပါမလို့ကဲအမက12မှတ်6ပင်လာတွေမှတက်ထုတ်တယ်နော်ချင်လုံးမိုတဲထားတယ်မျောချင်းလေးဗျာကွက်တီပဲဗျာနော်ဂျယ်လီခွာလိုက်တာကတော့ကွက်တီပါဗျာ ဒီပွဲနိုင်ရင်ဒီဘက်ကရိုးထိုးနဲ့ပြန်ဆော့ပြီး အော်ဒီပွဲနိုင်ဒီဘက်ကရိုးရိုးတို့ဟိုဘက်ကပါဝါတယ်နော်ကျွန်တော်အဲ့လိုပြောသွားတယ်ဗျာနော်တမုံဆိုးကလည်းဒီဝင်းထဲမှာတော့တတ်မဲ့လူမရှိဘူးနဲ့ဒီပါတယ်ဗျာနော်ဟုတ်ကဲ့ထိုးထားတယ်ဗျာနော်ချင်လုံးမိုကောင်းတယ်ဗျာနော်တော်တဲ့တဲချင်းကတော့နော်သူဘူးတွေနဲ့ကြီးတဲတာဗျာနော်ကောင်းတယ်ဗျာတော်တယ်နော်အခုမို့ဆိုရှုံးရင်လည်းတင်းပွဲပြန်ဖြစ်လောက်လားတင်းပွဲပြန်ဖြစ်လောက်လားဖြစ်လောက်တယ်နဲ့တူရနော်ဆရာလေးဘင်ဘင်မက်ကြီးဝေပြီးစမ်းဆိုထက်မတဲတော့တဲရမှာနော်ဘင်ဘင်နဲ့မက်ကြီးလောလောဆယ်ဆယ်သူအညာကန်ခိုင်းသားလို့အော်ကောင်းလိုက်ပါဗျာနော်တော်စင်တကယ်ဒီလုံးကတော့မာယာပါတယ်ဗျာနော်ကောင်းဝေစင် first lick ကဘင်ဘင်ပြီးရင်ဆရာလေးကြက်တယ်အဲ့ဒါပြောတာနေမင်းစိုးမင်္ဂလာပါဗျဂျယ်လီထိုးထားတဲ့ AC ပဲဗျာဒီဘက်ကအော်ပေါင်ကြီးနဲ့တဲတာဗျာနော်ပေါင်ကြီးနဲ့တဲတာပါဗျာနော်ရဆက်ပါနော် တော်တဲ့နေရာ9ဝင်တော့အဲ့ဘက်ကိုခောက်ထိုးပြီး တော်တဲ့နေရာကိုကိုမင်းကသူ့ဝင်အောင်ခောက်ချိုးပေးမှလို့ပြောပါလေဗျာနော်ကျွန်တော်ကဲနေမင်းစိုးမင်္ဂလာပါနော်တကားပိတ်2 6ပါ12မှတ်6မှတ်အာဂျယ်လီဖန်လာပြီတဲထားတဲ့ချစ်လုံးမို့ကောင်းတယ်ဗျာချစ်လုံးမို့ရဲ့တဲချင်းအရင်လိုအမြောက်မဟုတ်ဘူးလားဒီလားဆရာလေးတဲဝင်နေအောင်ပါနော်6မှတ်12မှတ်ပါကိုမင်းကရှိသေးတယ်လားမရှိတော့ဘူးထင်နေတာကိုမင်းရှိသေးတယ်ဗျဟိုတက်ဟိုတခုကလူ9နေလို့ရှိသေးတယ်ဗျဒီဘက်ကနော်တတ်မဲ့လူကမရှိမရသေးလို့ဘယ်သူ99နဲ့ပွဲပြီးရင်လည်းဘာတော့မှမဟုတ်အကောင့်ကိုမင်းဆိုရင်တော့ပါဝင်မယ်ဖရီးကြီးပါတယ်ဟုတ်ကဲ့ကောင်းတယ်ဗျဂျယ်လီအာဂျယ်လီရုပ်တယ်ဗျာနော်ဂျယ်လီကတော့တော်တဲ့မျက်ခွက်ကိုတဲ့ပုတ်တယ်ဒူကတော့နည်းနည်းလေးမြင့်ပေးပါလားဆရာလေးပုံနည်းနည်းလေးမြင့်ပေးပါโอเคလုတ်ပေးရမှာလုတ်ပေးမှာလုတ်ပေးငါညီကိုတို့လုတ်ပေးရအေးညီကိုတို့ခိုင်းလို့လုတ်ပြီးသားပဲနော်ဒီတယ်တော့မမြင်ခိုင်းတော့မြင့်စရာလည်းတောက်ကအိုးဒူကောင်းတယ်ကွာကောင်းတယ်ဗျာကြောင်ကြားနေခိုင်းဗျာရန်ကုန်သားတွေတက်ပြက်နေပြီဆရာလေးတဲ့မန်လေးသားတွေတိုင်းလောကကောင်းစားပြီးရန်ကုန်ကတော့ရှားပါသွားပြီတဲ့မန်လေးကအဲ့လိုလည်းမဟုတ်ဘူးရတော့အချိန်တန်တော့လည်းဟိုလိုဒီလိုပေါ့ဗျာကြေးပွဲဆိုတော့ဒီမှာဘိုင်တယ်မရှိပါဘူးနော်မကတော့ကျွန်တော်တို့12မှတ်6မှတ်ရက်ဆက်တယ်ဗျာဘယ်လာနေရတော့တော့တလုံးအောင်ပြီးတော့နောက်လုံးရတော့တော့လည်းမရှိဘူးဗျအိန္ဒိယနဲ့ပါကစ္စတန်ဆရာလေးဘယ်ဘက်ကဆရာလေးတွေဘက်ကယူမလို့ကကက်ရှမီးယာရေးကိုပြောတာမလို့ line တွေပိတ်ခံနေအောင်ပါအဲ့ဒါတွေပြောမသိတော်တယ်ဒူးနဲ့ပဲတည်တယ်ဗျာတကယ်ပါပဲဗျာနော်တော့တော်တယ်မနေရဘူးမရှိဘူးကိုမင်းကိုပြည့်မြောက်ဒီစင်းစော်မယ်လို့ပြောပြပါကိုမင်းနဲ့1-1ဖြစ်ရင်မြောက်ဒီစင်းစော်မယ်လေစောကာရန်စောဟုတ်တယ်ကာရန်မြောက်ဒီစင်းစော်မယ်လေမင်းနဲ့1-1ဆိုရင်ဟိုကိုရီးယားမှာသူဟိုကအလုပ်ကိုရီးယားမဟုတ်တော့ဘူးဗျာစောကာရန်နဲ့ရလေအေးသူများအလုပ်သမားတွေကျွန်တော်မယူခြင်းစောကာရန်မင်းတို့သူများနိုင်ငံမှာလုပ်သမားတွေနဲ့သူမစောနိုင်ဘူးတဲ့တိတ်ခါကြတယ်တဲ့ကိုမင်းကပြောတယ်ဗျာနော်ကောင်းတယ်ဗျာဘယ်လာနေဟာအေးဗျာကဲနိုင်ပြီဗျာကျွန်တော်ထင်ပါတယ်ဒီဘက်ကတော့နော်တမုတ်ထိုးဇာတာနှိမ့်သွားပြီဗျာဒီလုံးကြာနော်တကယ်ကိုရရမယ်တက်မှတ်ဗျာနော်မရလိုက်ဘူးဗျာနော်ကဲတော်တယ်စားဘယ်ရှာမလဲကြည့်နေဗျာနော်ကောင်းလိုက်တာကွာရက်ဆက်ပါလေတော်တယ်ဟာကျူအေးကောင်းရနိုင်လေအောင်လေကိုမင်းလိုလူကဘွားနဲ့ရင်ဒီတိုင်းလောကကိုချစ်တာတန်ဖိုးမထားကြဘူးဟာအေးအောင်နိုင်လင်းအောင်ပြောကိုမင်းလိုလူကလည်းဘွားနဲ့ရင်ပြီးတော့တိုင်းလောကကိုချစ်တာဟာမင်းအဲ့လိုပြောတဲ့လူကတော့ညီလေးအုံနောက်လေးအန်ထွာသားရိုက်ကြည့်ဦးကောင်းပြည့်တယ်စောကြီးပါကိုမင်းလိုလူကတိုင်းလောကကိုဘွားနဲ့ရင်ပြီးချစ်တာအဲ့လိုအကောင်းပြောတဲ့လူအဲ့ကောင်ဘလို့ပဲပြောသူ့အုံနောက်ကတော့မရဘူးရိုက်ကိုရိုက်မှရတော့မှာဆရာလေးအဲ့လိုလူတွေတော့ရက်နေနေတာဒီဘက်ကတော့ကျွန်တော်တို့စီးသွားပြီဗျာနော်ကျွန်တော်လည်းတရားမှမရဘူးကိုမင်းကြီးကတက်ရှင်နေဦးမှာအဲ့လိုလူမျိုးတွေတော့ကိုမင်းကတက်ရှင်နေဦးမှာဟုတ်ပါနော်တော်စင်းကလူကောင်လည်းကြီးမလားဘူးအေးလည်းကြီးပါပြီချင်လုံးမဖမ်းထားတဲ့ချင်လုံးတက်လာတယ်နေသွားပြီအမလီယာချင်လုံးမို့ကြောင်နေပွဲချင်လုံးမို့နိုင်ပါနည်းနည်းလေးဆွဲနေကြောင်သွားတော့မနိုင်တော့ဘူး
အမကတော့စစ်3တဲ့ခင်ဗျာနော်စစ်3ဆိုတာကျွန်တော်6မှတ်73မှတ်ပါပဲအာတော်တယ်ကတော့ကောင်းတယ်ဗျာနော် မင်းတို့အေးဟိုပဲအေးဟိုဘုန်းကြီးရောက်နေပါသွားပြီကျတော့ဗလန်နဲ့လိုက်တော့အဲ့လိုကြီးကောင်းတာအဲ့နိုင်ငံကျော်ဘက်အဲ့ဒါနော် တမုတ်ဆိုကအေးသေးသေးနေပြန်တော့လေ तू ကနော်ကျွန်တော်ပွဲစုအောင်လုပ်တယ်ဗျာနော်အေးမင်းအောင်ဆရာလေးမလောင်းလို့ကောင်းတာပါဟာတဲ့အဲ့ဒါလည်းဟုတ်တော့တယ်ကွာငါမလောင်းလို့ဖြစ်တော်တယ် line to line လို့ရောကောင်းပါလေဗျာဟာချစ်စရာကြီးရာကြည့်ကြတယ်နော် တလုံးနာတော့ကြည့်ပြီးသွားတာဘဝကြီးဟင်ဟိုလည်းဝင်လာတယ် နော်အေးမင်းအောင်ဆရာလေးမလောင်းလို့ကောင်းတာအဲ့ဒါတော့ဟုတ်တော့ပါလေဗျာကဲတော်တယ်ထိုးပြီဗျာ line to line ပဲအော်ကျွန်တော်တို့6လက်မလောက်ပဲဝေးသွားတယ်ဗျာနော် ဟိုကဆရာလေးတမထိုင်လို့တမုံစိုးရအားလူတွေကတကယ်အုံတော့ဘုံနိုင်တက်စရှင်ဟိုက1000တန်တွေကိုတွားပြော ဆရာလည်းဖုန်းနဲ့နီးလို့ကျွန်မမပြောဘူး အေးမောင်ငါညီးတန်ကြားကျင်တာဒီလိုကြီးပြောနေတာညီထိုင်းနေမနေနဲ့ငါတက်တယ်မ သူ့လူပြောင်းလို့တတ်မှတ်တာအဲ့ဒါမျိုးလွတ်လာတယ်လူပြောင်းလို့ကိုမီကိုတတ်မှတ်တယ်လို့ကိုမီစကလုံးလို့လိုက်မပြောဘူး ကဲပေးတဲ့တွေကြားတဲ့အတိုင်းပါဗျာကျွန်တော်နည်းနည်းလေးပဲထောင်ပေးလိုက်တာပါဗျာနော် ကိုမီပြောကြံပြောလို့လေပြောပါ အမကတော့ကျွန်တော်တို့9မှတ်ဟုတ်ဗျာနော်ကဲတော်တယ်ဖမ်းထားတယ်ပေါင်ကြီးနဲ့ပဲတဲ့ကောင်းတယ်ဗျာဒီနေ့ချစ်လုံးမို့ဟာစားပြအားမပါဘူးလို့ကျွန်တော်ကြည့်ရနော်နေမင်းကိုကို မှန်တရားဆိုတော့လည်းလက်စစ်မဆိုင်ဒီလူတွေကမြန်မာပြည်သားတွေရတာတမုံစိုးဟုတ်လားတမုံစိုးက ကိုချင်းကိုအားပါနော်ကဲတော်တယ်ထိုးထားပြီအော်ပိုက်တန်းကိုမှန်ပြီဒီဘက်ကိုပြန်ကျသွားတယ်ဗျာနော်ကောင်းလို့ကကဲထိုင်းစာလေးနဲ့ကိုမင်းညကြရင်လည်းလေးတိုက်ပြီဗျာကိုဟာကြီးပွဲပြအောင် ဒီအကောင့်ကကြာ ထောင်ပေးပါဆရာလေးတဲ့သိတယ်ကျွန်တော်ပေးမှဒီမှာကိုမင်းကိုပြောမယ်ကျွန်တော်အဓိကရှိတယ်ကိုမင်း သူကတော့စားတာရှိတယ်ဒီကတော့မိုးပေါ်ရတယ် အမကတော့ဟုတ်7မှာခင်ဗျာနော်တော်နေရတော့ကျွန်တော်တို့အမကအထက်ကဆိုတော့မှုရဗျာနော်မေကွင်းတစ်ကွင်းလုံးကိုအကုန်လုံးလိုက်မှုနေတာတွေ့ရတယ်နော်ချင်းလောက်ကပြည်သက်တွေကိုကြည့်လို့ရအောင်နဲ့ဘူးတလင်အကောင့်ကိုစပြီးကြည့်ခဲ့ပြီလားအခုချိန်ကြီးပဲကြော်မင်းနဲ့ဟုတ်တယ်လားအခုကောင်းရင်နှမျိုးကိုကောင်းတယ်နော်ကို ကောင်း မ တယ် င်း ကွာ ကောင်း ဘယ်လာနေဒီလိုဖမ်းတော့ ပြတ်တာ ဒီကတမုံစိုးရင်ထဲကနေမကြည့်ကျူးနဲ့တမုံစိုးတွေ့ရလို့ဒီလိုကျွန်တော်မျိုးဒီကဘယ်တော့မှတွေ့ရ ဟုတ်ကဲ့ဗျာနော်ကဲကိုတမုတ်ဆိုးအလူတွေမျက်နှာကြည့်ရတာတော့မကောင်းဘူးဗျာတကယ်လုံးမဲ့ရုပ်တွေဗျာနော်တကယ်လုံးမဲ့ရောက်တောက်လို့မရမပြေးလာပြိသက်တွေငိမ့်နေတာဟုတ်တယ်ပြိသက်တွေငိမ့်နေတယ်ဗျာနော် ဒီဘက်မှာဘယ်တော့မှကြည့်မှာမဟုတ်ဘူးလို့ဒါမျိုးနဲ့တမန် တမုတ်ဆိုးရွာလူတွေမျက်နှာကြည့်လိုက်ကြသိတယ်ဗျာဒေါသတွေနဲ့ဗျာဒီပွဲပြီးတော့ထိုးတော့ခန်းလိုက်မယ်လို့ပြောပါလေခင်ဗျာကျွန်တော်ထင်ပြောတာပါနော်ကျောင်းတိုင်းနဲ့စောက်ကတော့တင်တဲ့ပင်မင်းချတယ်နော်တော်စင်ကကျွန်တော်တို့မင်းညာကျွန်တော်ပို့လေးတင်လိုက်တာတော်စင်ကိုဝိုင်းပြောတော်စင်ကညံ့သွားပြီးတော့မကောင်းတော့ဘူးဟာအခုဒီခြေကိုကြည့်လိုက်ဦးများတော်စင်ပါပဲဗျာနော်အရင်တိုင် နိုင်ငံ တိုင် ကျော်ပွဲရောက်လာဒီပုံစံပြတ်သွားမှာဆရာ ဟောဒါနိုင်ငံကျော်ပွဲရောက်လာလို့ ဒီလေးမြောက်တဲ့မြောက်တဲ့ပါရောက်သွားရင်တော့ ကဲတော်စင်စားမဲ့ထိုးမှာဗျာနော်အမကဟုတ်7များခောက်ချိုးကြီးပါဗျာနော်ကဲဖမ်းထားပြီဗျာအတေထားတယ်ကွက်တိပဲဗျာနော်ဒီလိုဖြစ်ရမှာနော်ချစ်လုံးမို့တင်ရင်ဒီလိုဖြစ်ရမှာနော် ကိုလေးလေးပြန်လဲပြန်နေတော့ရောက် 2010ခုကလေးစကြည့်တာဟုတ်တယ်ဗျာကိုမင်းညံနော် ပြန်တော့ငါလည်းကားမတင်ငါလည်းနောက်ဘက်မှာပတ်ပြန် သွားပြီဗျာ တော်တယ်ဒီမှာဆိုမလွယ်ဘူးလေငါတို့ရွာပြန်ငါတို့လုံချုံဘူးကတောင်းကြီးမှာမဟုတ်ဘူးမင်းအိုးကရမှာတော့ ဟုတ်ငါအဲ့မဲ့တမုတ်သူကလူတွေမျက်နှာကိုကြည့်လိုက်တာတကယ်လုံးပါဗျာမင်း တောင်းရည်တွေကစိတ်ချတော့ငါတော့ဒီဘက်ကပတ်ပြန်မှာကွာ ဟုတ်တာပြီလေ အေးအဲ့ဒါကချင်းလုံးပေါ်တင်ချင်းကဒီလိုပါဗျာမလီငါဖုန်းလေးကတော့ကလန်းနိုင်တော့ပါဗျာနော်ကျွန်တော်52သိန်းချင်းပြီးခင်ဗျားတို့ကိုကျွန်တော်လွှင့်ပေးနေရဗျာနော်မလာတော့7လေးဟုတ်ပါဗျာနော်9မှတ်14မှတ်ပါဗျာကဲလာပြီဗျာနော်ချစ်လွန်းပေါ်ရဲ့ service တွေလာပြီဒါတော့အားမပါဘူးကျွန်တော်ဒီနေ့ချစ်လွန်းပေါ်ကြည့်ရတာအားမရဘူးဗျာနော်တကယ်အားမရဘူးနော်အရင်တော့ဆိုချစ်လွန်းပေါ် service ကဒီလိုမဟုတ်ဘူးဗျာဒီနေ့အားမရဘူးဗျာနော်ကျွန်တော်ကိုမင်းတို့လည်းအလွယ်တကူနိုင်မသွားသေးချင်တော့ချစ်လွန်းပေါ်ကောင်းသေးချင်တာကဲတော်တယ်မဲ့ဒူးလေးနဲ့ထိုးထားတဲ့ကောင်းတယ်ဗျာ မင်းတို့ဒီတော်လေးဘာလုပ်တာလဲအဲ့ဒါ ဒီလိုဆိုလို့ရှိရင်ကျွန်တော်တော်တော်ဘင်လာလေးတိုင်ပြန်နေပြီးတော့ကွာလေးချိုးတော့မှရှိလို့ချိုးပုံနေအင်းမအောင်နဲ့တမုတ်ဆိုးပြိတ္တတွေရှိသေးလားဆရာလေးမတွေ့လို့ကျွန်တော်ဘေးမှာအဓိကပြိတ္တကြီးရှိတယ်ကိုမျိုးဘာလို့မပြောလဲကျွန်တော်စဉ်းစားနေရတာနော်ရဖန်လာပြီးချင်းလုံးကိုပဲတည်ထားတဲ့ဟိုးရက်ဆက်ပါလေဗျာ ကိုမီကိုသိတဲ့တဲ့ရောလွတ်လာတဲ့ယူတယောက်လို့ထားတာလို့ အဲ့ဒါပဲပြိတ္တကြီးကြားတဲ့အတိုင်းပါပဲနော်ဟုတ်ကျွန်တော်ဘာမှမပြောပါဘူး ပြောကြံပြောလိမ့်မယ်ဆိုဝင် ကဲအဲ့လိုရှိပါနော် တယောက်လာတော့လေ အင်းမအောင်ကြီးကြားတယ်နော်
ဖမ်းလာပြီကဲစပြီဗျာစပြီနော်ကဲချစ်လုံးမှုဗျာစပြီမလွင့်တော့ဗျာဖုံးပေါင်ထားလို့ဗျာနော်ကိုရဲရင်ကြီးအကျွေးတောင်းလို့များလို့လိုက်လွင့်လို့အတူတူပါပဲတဲ့နော်ကိုမင်းနဲ့ကိုအတူတူပါပဲကဲချစ်လုံးမှုထိုးပြီဗျာပုတ်တယ်ဗျာအေးဘင်လာတယ်ကောင်းချက်ဗျာကွာသွားပြီအိုးမားပြီဗျာကဲချစ်လုံးမှုကတော့ကျွန်တော်အမှတ်2မှတ်ဇက်တိုက်ယူသွားပြီဗျာနော်ဒီလုံးဆိုဒီကိုချင်းဆိုလည်းတော်တော်ကောင်းတာပါကျွန်တော်တို့ဆိုရက်ကြည့်နေရမှာဘင်လာတွေလို့ကျွန်တော်တို့အခါတက်လို့သာမှီခဲ့တယ်ဗျာနော်ဒီလုံးဆိုလည်းကိုချင်းလေးကောင်းပါလေခင်ဗျာအမကတော့လက်ပုတ်ပါခင်ဗျာနော်ကဲ10မှတ်14မှတ်ချစ်လုံးမှုပဲထိုးထားတယ်တော်စင်ကောင်းနဲ့ဖန်လာပြီတော်လေးပေါင်လေးနဲ့တင်ထားတယ်အေးဒီပါဗျာအေးကောင်းတယ်ဗျာအိုးကောင်းပြီကဲဒီလိုဆိုတော့အတန်တွေထွက်လာပြီဗျာနော်ဘိုးနိုင်ကတော့အတန်တွေထွက်လာပြီဗျာနော်အားလို့ပြန်လဲပွဲပြီးပြီဆိုမှပြီးပြီလို့ပြောဟုတ်တယ်ကျော်စင်ဖိုးဆယ်တဲ့ဘိုးကဘယ်လိုဖြစ်တာဆယ်တဲ့ဘိုးတော့ကျွန်တော်တို့မှတ်ကြီးကျွန်တော်တို့ဆွေးမိသွားတယ်ဘေးကကောင်မလေးလက်ကုပ်ဝိုင်းကြည့်တာကဲကျော်စင်မဲ့ခေါင်းနဲ့ဖမ်းထားတဲ့တော်စင်ဒူးလေးနဲ့တည်းကွာသွားမြမိရက်ဆက်ပါတယ်ဗျာနော်ချင်းကတော့ကျွန်တော်တို့ဒိုင်းကုန်းသားမှာမြောက်ပြီးတော့ချမ်းနေခဲ့တဲ့ချင်းလုံးတော်မှာဘေးလာနဲ့တက်တက်လေးနဲ့ကျွန်တော်တို့တိုင်းပေမှန်ကန်ကန်နဲ့ပုတ်နိုင်တယ်ဘေးလာနဲ့ပါရီရတဲ့ကျွန်တော်ထူးလာပါတယ်ဗျာနော်ကဲကျွန်တော်တော်တယ်ဘလို့ရှာမလဲကြည့်မယ်ဗျာအမှတ်မရတာကြားနေပြီနော်ကဲတော်တယ် line to line ချင်းလုံးမတစ်ချက်ပဲဖမ်းနိုင်တယ်ဗျာကောင်းတယ်ဗျာနော်ချင်းလုံးမိုးစီကတစ်ချက်တည်းထွက်လာတဲ့ first ball ကိုနော်ကျွန်တော်တို့ jelly ကကိုယ်တိုင်တင်ပြီးတော့ခွာလိုက်တာနဲ့လုံးဝကွက်တီပါဗျာကိုလေးတွေထွက်လာပါပြီဗျာအတန်နေတယ်ကျွန်တော်မလောင်းမှုကိုလေးမြက်မြက်တော်တင်ကကြေးဆောင်နေတာမဆောင်တဲ့ကြောတင်တော်တင်ကလည်းအောက်ပိုင်းအသိခိုင်တာမဟုတ်ဘူးဟုတ်ကဲ့ဗျာနော်အသေးခွဲလူရှင်တော်တဲ့အော်တိတ်ဖြစ်နေရောပြောတတ်တာခံရအောင်လေကဲကျွန်တော်တို့တော်တင်စားပြီးထိုးမှာဖြစ်ပါတယ်14မှတ်9 10မှတ်ဗျာဆရာလေးချင်းနေမကောင်းဤတန်တွေပွဲမမီလို့ဆရာလေးမလောင်းလိုက်ရဘူး။အော်ကောင်းတယ်ဗျာချင်းလုံးကိုလည်းကောင်းတယ်ဗျာတည်ထားတယ်ဂျက်လီလည်းကောင်းတယ်ဗျာတကယ်ကိုတော့တကယ်ကိုနော်မာဦးဆလာမားမယ်ဗျာလောက်တာပင်ပင်တော်တင်နဲ့2မှတ်ပဲဟုတ်ကဲ့ပါချစ်ဝေးမင်္ဂလာပါဗျာကဲချစ်လုံးမို့ရဲ့စားပိတ်တွေကဘလို့ရှာမဆက်ပြီးကြည့်မယ်ဗျာနော်17မှတ်ဟုတ်ဖြစ်နေပြီဗျာလိုင်းတူလိုင်းကောင်းတယ်ဗျာအိုးဝင်လာတယ်လည်းကောင်းတော့ကွာသွားပြီမိပြီအိုးမိပြီဘယ်လာနေဒီတော့တကယ်ကောင်းပါလေ first of all အောင်ကရဲချအောင်ပေးက monster အမကတော့ဟုတ်ဝမ်းပါဗျရှာပြန်ပြီဗျာကြောက်စရာကြီးဗျာအေးတော်သေးရဲ့ကျွန်တော်တို့ဖြုတ်ချစ်တကယ်ကောင်းတယ်ဗျာเนาะကျွန်တော်တို့ချစ်လုံးမို့လဲလိုက်ထိတာထိအောင်ပဲထိနိုင်တယ်ဗျာဒီဘက်ကိုပြန်ကြပြီးတော့ပြန်မဆဲလိုက်ဘူးဗျာနှစ်ယောက်သားအမ်းသွားတယ်ဗျာเนาะကဲဟုတ်ကတော့နှက်ကြီးပြီနဲ့ထူတယ်ဗျာเนาะကဲကျတော်တယ်မဲ့ခေါင်းနဲ့ဖမ်းနဲ့ခေါင်းနဲ့တဲတယ်နည်းနည်းကွာတယ်ကဲကျွန်တော်ဟုတ်ဗျာเนาะဟုတ်တယ်ကွန်တင်းကြော်ရေကဲချစ်လုံးပေါ်မှာရင်းလိုက်မယ်ဆိုရင်တော့ရင်လေးတရားကြီးပါပဲဗျာနော်ကဲချစ်လုံးပေါ်ရင်းနေဗျာလိုင်းတူလာကောင်းလိုက်တော့တော်သေးအေးဆောက်တယ်လေဒီလာလေးရဲ့ဆက်သွားတကယ်ကိုအထူးကောင်းမွန်လာပါလေဒီလာလေးပဲရှင်းနေတယ်ချစ်လုံးပေါ်တွေ့ရတကယ်ကောင်းတယ်လို့ဒီလာလေးရဲ့ဖက်သွားလေတကယ်ကိုကောင်းတယ်ဒါပေမဲ့လို့လေကျွန်တော်ဒူးရှိုလို့မရဘူးဗျာနော်ဒူးရှိုလို့မရပဲနဲ့ပေါင်နဲ့တင်မသာလင်ကောင်းတယ်ဗျာပေါင်နဲ့တင်မကောင်းတယ်နော်တော်တယ်ကခြေကုန်ကြီးနဲ့တဲတော့မှားတာပေါ့ဗျာကဲကျွန်တော်တို့ခြေလုံးမို့စားပဲထပ်ထိုးပြီးပုတ်ပြန်ပြီတော်တယ်ခြေကုန်ကြီးနဲ့ကောက်တယ်ဒူးနဲ့တင်လက်မကြည့်နဲ့အိုး very good ပါနော်ဂျက်လီဘယ်ထိုးရမှာလဲတော်တဲ့စားပဲကကဲအတွေ့အကြုံရင့်ကျက်လာပြီးတော့ပွဲချက်တွေကိုယုံထားတယ်ဘင်လာတွေနဲ့တော်တယ်ကတော့ကဲဒီနံပါတ်ကိုပွဲရှင်မြင့်လာတဲ့အချိန်မှာဘယ်လိုယုံမလဲဆိုတာကိုကျွန်တော်ကြည့်ကြရအောင်နော်ကဲတော်စင်ရဲ့နော်အတွေ့အကြုံနဲ့ဘယ်လိုလုပ်လဲကြည့်မယ်ဗျာထက်မြက်ဘူးဗျာလုံပွဲကိုစောက်တယ်ပဲကွာအော်မိသွားပြီဗျာကဲတည်လာပြီအိုးဂျယ်ဒီရဲ့ပုံချင်းကတော့နော်ကျွန်တော်တို့ကဲကျွန်တော်အဲ့ဒါကြီးရှောက်မပြောနဲ့ဘယ်ကလုံပွဲဒိတ်တွေမရှိတာရှောက်ပြောရနော်ကျော်စင်ထက်တယ်ဆရာလေးပူချိုးလာတယ်တော့မင်းမှန်တယ်ခုနကောင်မားတယ်ကွာကဲတော်စင်ကောင်းတယ်ဖမ်းတယ်ကောင်းတယ်ဗျာဘေးလာတယ်သူပါသူဖမ်းပြီးသူပါသူတက်သွားတယ်မကြည့်ကြဘူးဗျာနော်ကဲအမကတော့ဟုတ်3ပါဗျာကဲတော်စင်ဖြုတ်ပြန်ပြီခံပါပြီကွက်တီပါဗျာဖွာမလေးရတော့နော်ချီလုံးမို့ရဲ့တဲချင်းကိုကျွန်တော်ဂျက်လီကတော့ခွာလိုက်တာမြဲရဲဆက်ဆက်ကြီးခွာထိုင်လိုက်တယ်ဗျာဂျူဂျူကကြည့်နေတယ်ဗျာကျွန်တော် YouTube အကောင့်ရှိတယ်ဗျာကျွန်တော်မလွတ်ဘူးကိုတန်းကြည့်တယ်ဆရာလေးမင်္ဂလာပါ
ကောင်းလိုက်တာဗျာအေးတော်တင်ကောင်းတဲ့တဲ့ဟမ်အဲ့ဒါပြောနော်တော်တင်ကလည်းကျွန်တော်တို့ ခင်ဗျားလည်းလုံး မ ဝ င်းသားလေးအနေနဲ့ကလည်း festival တော့ကောင်းတယ်ဗျာဒါပေမဲ့တော်တဲ့ခေါင်းပေါ်ကြီးရောက်အောင်ချပေးဖို့ဆိုတာကြတယ်သူလည်းတိတ်မတွေ့ဘူးဗျာနော်ခြေကုန်လည်းတင်ဝင်းအောင်ကြီးလည်းတိတ်မပြောင်းတဲ့ဟာလည်းဟဲ့တိတ်တာမနာလိုးနေတာကြောစင်တက်တယ်ဆရာလေးမိမချစ်လေးတင်ပေးပါဗျာကျွန်တော်တို့ချိုးအောင်ရင်လုပ်ပါကဲထိုးမယ်ဗျာအမကတော့ဟုတ်3ဗျာအေးထိုးပြီလိုင်းတူလိုင်းဟာကောင်းတယ်ဗျာပေါင်ကြီးနဲ့အေးတဲထားပြီပါလာပြီရက်ဆက်တယ်ဗျာခွာလိုက်တာနဲ့နော်မျိုးကိုအောင်နဲ့ဘာတွေပနေတာနေကင်းဆိုရင်ပိုက်ခွာတာညာလေးဆိုညာလေးဆိုလည်းအဲ့ဒါပဲနော်အမကတော့3ဟုတ်ပါဗျအေးအခုဒီမှာကျတော့ကိုမင်းရဲ့တာကြောက်ကိုတာပြီးတော့တမုတ်ဆိုးရဲ့တာကြီးပြန်ပြီးတော့ထွက်လာတော့တွေ့ရတယ်ဗျာ14မဲ့ကျွန်တော်တို့10မဲ့14မဲ့လားဒီမဲ့မတက်တော့ဘူးဟုတ်တယ်ကွာဒီမှာ10မဲ့14မဲ့ကနေပြီးတော့အခုဆက်ဟိုဂျူးတော်ပြန်ဆင်းသွားပြီကဲဒါမှပွဲကောင်းတာပွဲကောင်းပြီဗျာနော်ကဲပွဲစပြီချစ်လုံးမထိုးတယ်ကဲဖမ်းထားတယ်တည်ထားပြီကွာသွားပြန်ပြီအေးကဲတော်တယ်ကစိုးရိမ်ကြီးနေပြီတည်တာလေးကနော်တော်တယ်စိုးရိမ်ကြီးနေပြီလွတ်လွတ်လပ်ပြန် ဂျူးစစ်သွားပါပြီနော်ဂျူးစစ်သွားပါပြီဆယ်မတ်ဖြစ်သွားပါပြီဆယ်မတ်နေတာဟိုက တော်တယ်ကချစ်လုံး ကျွန်တော်ညီရွှေလေးပြောနေအမှတ်ကြားမယ်တင်တော့နော်ကျွန်တော်ပြောမိတာပါ ဘယ်ဘက်ကယူတာလဲကျွန်တော်တို့ဘယ်ဘက်ကမှမရဘူးဗျ ဂျူးစစ်သွားပါပြီ ကဲအမကတော့လက်ဩဗျတမုတ်ဆိုးတဲ့ငမင်းဘယ်ရောက်သွားလဲဟာဩငမင်းနဲ့ဟာအေးဖမ်းသွားပြီဟာနောက်ထွက်သွားတာဗျနော်အေးကွာသွားပြီအေးမွေးတယ်ကွာဟောဒီချင်းတော့ပြက်ချင်းမြဘယ်လာတယ်နဲ့ကြော်မြော့နေမှာမြဘယ်လာတယ်ကြော်မြော့ဆိုရင်တော့ကျွန်တော်တို့တမုတ်ဆိုးကမခက်တော့ဘူးနဲ့ပြောဗျခက်ချင်လက်ခတ်မှာပေါ့လေကဲအမကတော့လက်ဟုတ်ပါနော်မောင်မြတ်ဆိုရင်အတိုင်းဖြစ်နေနော် နာမည်ခေါ်ပေးပါတဲ့ပြည်ဆိုးအာသူအေးဘာလို့လဲကြည့်ပဲအေးပြန်ပါလာပြီအေးအပိုင်းလုံးကဟာဒီတကယ်ကြည့်ကောင်းပြီအေးဟိုကြီးဒီကလာသုံးလုံးမားချင်းကနေပြီးတော့အခုလိုဖြစ်ကုန်ပြီရလာတယ်ဒီလိုဖြစ်ကုန်ပြီနော် လုံးလေးရင်ပိတ်ထိုးလာ 啊，我忙了，俺们这是一个。 မွေးအေးပေါ်သွားပြီမားပြီကံကောင်းလို့ပါလားဗျာငမွေးအိမ်တပုတ်ကတ်တော့မဲ့အကွက်ဒီဂျက်လီဘက်ထိုးရမှာလေဘာလို့ခိုင်တာမထိုးရဘူး အမောင်ဆောင်အမောင်ဆောင်ဘောလုံး ကဲအမှန်ကတော့ဗျာဘလို့ဘာမှမဆိုဖြစ်နိုင်တယ်ဒါပေမဲ့ချင်းလုံးဆိုတာအလုံးကြီးအန်ရများလိုက်တာဗျာမြမင်းကြီးဘင်းမီအမှတ်ဖြစ်လိုက်တယ်ကဲဂျူးဆင်းသွားတဲ့အချိန်မှာတော့တမုတ်ဆိုးကနေပြီးတော့တမတ်ဦးဆောင်ပြီးတော့ရှေ့ရအောင်ထွက်နေတယ်ဗျာနော်အမှတ်ကတော့1 lap ပါပဲခင်ဗျာနော်ကဲအဲ့ဒါမှချစ်လွန်းမို့ဗျာနော်ချစ်လွန်းမို့ကတော့စပြီဗျာချစ်လွန်းမို့ကတော့စပြီနော်မောင်မြတ်ဆိုးရတယ်ကျွန်တော်မလေးကခံရတာဆရာလေးသိတယ်မလားဒါပေမဲ့လို့ဒါကတော့မဖြစ်နိုင်ဘူးကွာနော်ဘင်လာလေးနဲ့တော်တော်လေးကိုပြောလိုက်တယ်နော်ဘင်လာလေးတော်တော်မဖြစ်တဲ့အမှတ်တွေဗျာသူတို့ရဲ့ level နဲ့လာပြီဖားလာပြီဗျာဖားရိုက်ပြီဗျာငါဖားတော့တော့တမုတ်ဆိုးကိုရောက်လာပြီဗျာနော်ဖားကိုကျွန်တော်တမုတ်ဆိုးဒီခေါ်ရိုက်မှာဗျာအေးတမုတ်ဆိုးဒီခေါ်ရိုက်ဖို့ဖားကိုတမုတ်ဆိုးဒီငါလမ်းခေါ်တာလားကိုမောင်နဲ့ရှုံးပြီရန်ကုန်လေအမကတော့ကျွန်တော်တို့1 lap ပါခင်ဗျာနော်ပုတ်တယ်ဗျာဘယ်လာနေမမဟုတ်ဗျာတော်တဲ့ခေါင်းမရောက်ပါဘူးပေါင်ကြီးနဲ့တဲ့မပြောနဲ့ပေါင်ကြီးနဲ့တဲ့လက်မကြည့်နဲ့အေးဆေးပဲနော်အဲ့ကောင်အခုကြောက်မိခွင့်ရောင်လို့ဒီလမ်းခေါ်လိုက်တာဒီမှာဖားရိုက်မှာဟိုမှာလည်းနဲ့ပူတယ်ဒီမှာအေးလူလူရိုက်မှာဒီကောင်နဲ့မင်းနဲ့မင်းတန်းမဟုတ်တော့ဘူးမင်းတန်းမဟုတ်တော့ဘူးလို့မင်းအေးစင်းနေငါတပြည့်ဖားလေးရှာရိုက်မယ်တန်းလေအဲ့ဒါနဘယ်ဖြစ်ကုန်မှာပေါ့ကျွန်တော်ဖမ်းချင်းတောင်းလာတဲ့ဂျက်လီကိုထိုးရမှာရန်ကုန်သားတွေ point တောင်းမနိုင်ဘူးဂျက်လီဘက်ထိုးရမှာရန်ကုန်သားတွေကို fighter ဘက်မထိုးတာလေတော်စင်ကဘာလို့ fighter ဘက်မထိုးတာလဲတဲ့ခွေပတ်ကူတွေနေပြီဆရာဟိုဒီလိုဘီဘီကူဘီတုံးတော်ကမင်းနဲ့ပြန်မတော့9000ကိုမင်းပြန်နေမှာအိုင်ဘုံပေါက်သွားတယ်ဒီနေ့ကမှအိုင်ဘုံကဈေးမရှိတော့တာအောင်မျိုးကျော်တယ်တော်တယ်ကဘယ်လိုဖြစ်တာလဲသိတော့ပါဘူးအမကတော့2 လက်ပြပါနော်10 map ဖြစ်သွားတယ် ဝေးတယ်ဗျာတော်တော်လေးဝေးပါတယ်ဗျာတိုက်ပြီး line မကူက line ဘုမကယူလို့ရသေးလား
ဒါကိုပေါ့ကိုကောင်းတဲ့ယူနေမေးကြည့်ပေါ့ အဲ့ကိုမဲယူမလို့လေကိုမဲလည်းပြောလိုက် ကိုမေးမေးလိုက်လေသူကဒီဘက်ကပဲဟုတ်ကြအဲ့မရဘူးကွာဟဲ့ကိုမေးရောက်ကိုရဲ့တော့ဟိုတက်ပြီးဝယ်ရတယ်23ခုကုန်လာတယ်ကဲတော့ရောကွာမထင်းတဲ့အတိုင်းပဲထင်းတဲ့အတိုင်းပဲဘေးတက်ပြီးကုန်သွားပြီမင်းကကြားလာတယ်ဒီမှာဘေးကုန်သွားပြီဘေးကုန်သွားပြီလို့အဲ့ကောင်ကြားနေရကွာကြည့်ရှင်ဒီကုန်သွားပြီအဲ့ဒါမင်းမထက်ပါကိုထည့်လိုက်ဦးသုံးလောက်တော့လိုက်လောက်တယ်လို့ဟော ဆနမ3ရပါ30ခွန်5ကိုလို့သွားပြီကွာနှမျိုးလိုင်းကြပါ3 နှစ်တော့လုံးရှိဟာဟုတ်23ရှိ23ခွန်5ကိုကိုနင်းတို့လကားရတဲ့ကက်တွေမို့ပတ်စံပြေဝယ်ရတဲ့ကက်တွေဂျယ်လီပတ်ကြီးမွေးလို့ပတ်ကြီးထဲပါပတ်ကြီးလို့ဒေတာဆိုဗမာလိုဒေတာအင်္ဂလိပ်လိုက DAT ဗမာလိုသူတို့ဓာတ်ဝေဒီခိုက်အဲ့ဒါဘွဲရတယ်ဗျာစိတ်ကြီးပြတ်ပါတယ်ကဲဘင်လာရင်ဂုံနေနဲ့စမ်းတက်နေတာအဆင်မပြေတော့ဖြစ်သွားပြီမဘာလို့လိုက်တော့ဒါခုဘာလို့လိုက်တော့ဘေးလည်းမတည့်ဘာမှလည်းမလုပ်မင်းဘာအောင်လို့ကွာရမင်း52သိန်းနဲ့ဖုတ်ကိုင်ဘေးမရှိလားအဲ့လိုဖြစ်သွားတယ်ကွာနော်ဟုတ်တယ်အနန်းနဲ့မင်းအောင်ဖြစ်နေပြီ23ခွန်5ကို23ခွန်5ကိုကဲတက်သွားပြီတော်စင်အေးဘွဲကြည့်ကောင်းပြီဗျာဘယ်မှာပြသွားရော1 2 1 2ပါဗျာနော်ကဲပွဲတော့ကြည့်ကောင်းပြီဗျာကျွန်တော်တို့ရင်းကုန်မခေါ်တာဘယ်ဘက်ကမှမလောင်းတော့ပြောတာကျွန်တော်1 2ပါဗျာနော်ဒီလုံးတော့တော်ရင်ကောင်းတာကြိုက်ပြီကဲကျွန်တော်တို့ကိုမင်းနဲ့ကြိုက်မယ်ဗျာကိုမင်းနဲ့ကြိုက်တော့မှာဘာဖြစ်တော့ဘယ်ဝါဟောကချောမှာနော်အုတ်ကချောတာနော်တားစီညာအေးဗျာအမကတူသွားပြန်ပြီပွဲကကြည့်ကောင်းပြီဘာလို့မလဲကြည့်ဟိုးတက်ကြီးဗျာနော်ဘင်လာနေနေရယူမှန်ကဲဘင်းပေးတဲ့နိုင်ရင်10သိန်းနဲ့ရှုံးရင်သိန်းသုံးနဲ့မို့ရှုံးပြီမြန်မင်းကလည်းကွာမင်းကလည်းလာပြီကွက်တီဗျာဘင်လာတွေကတဲတာတော့ကောင်းမှပဲဗျာနော်ကျွန်တော်တို့ဘင်လာတွေကခြေကူကြီးနဲ့တဲသွားမယ်ကွက်တီဗျာဆရာလေးကတမုတ်ချိုးနဲ့အာတစ်ဘင်လာတွေမျှလာဗျာအာတစ်နဲ့ဘင်လာတွေတမုတ်ချိုးနဲ့တော့မမျှဘူးဗျာနော်အဲကြောင့်အာတစ်ဘင်လာတွေတာမယ်ဗျာနော်အာအီးတဲ့တဲ့ဖမ်းလာဗျကျွန်တော်မလွယ်ဘူးကြာနော်အေးမိတော်တင်ပေါင်နဲ့တဲတောင်မရဘူးကန်ကောင်းအေးဘာလို့မလဲကြည့်အေးတော်တင်ပေါင်နဲ့ပဲတဲတယ်ဗျအေးဗျာတော်တင်ကနှလုံးတဲတာနှလုံးနဲ့ပဲမားတယ်ဗျာနော်ကျွန်တော်တော်တင်နည်းနည်းရော့တယ်ဒါပေမဲ့စားပစ်တွေကလာကြည့်လိုက်ဗျာနော်တကယ်ကိုစားပစ်တွေတကယ်မာယာပါပြီးတကယ်ကောင်းတယ်ဗျာနော်အမက73မဲ့73မဲ့ဖြစ်သွားတာအထက်ထုတ်ပြန်ပြီဟာကျွန်တော်တို့ချက်တယ်ဖမ်းနေရတယ်ဗျာဒီလုံးကတော့ဂျက်လီဗျာအမပြစ်တယ်နော်ဂျက်လီအစဲခံရမဲ့ပုံမှာကြောက်သွားတယ်နဲ့တူတယ်ဗျာတကယ်တမ်းတော့ဂျက်လီလုံးစရာရှိရလောက်အောင်ပါနော်အရေးကြီးတဲ့အချိန်တွေဆုံးဖြတ်ချက်မှားပါပြီဗျာဂျက်လီနော်အမကတော့14မဲ့12မဲ့ဖြစ်သွားပြီဗျာနော်အမကြီးကွာနေရနေပြီးဂျူးစင်းသွားတာဗျာနော်ဟုတ်တယ်ကဲသွားပြီအေးရပါမယ်အေးပေါင်ကြီးနဲ့တဲတာပြီးအောင်လားတော်တယ်က3လုံးတဲတာ3လုံးနဲ့ပဲမားတာပါဗျာနော်ဟုတ်ကဲ့ပါဗျာနော်ကဲကန်ကောင်းတယ်ရန်ကုန်ဖွဲ့တော့နိုင်ကျင်တာဗျာနိုင်ကိုနိုင်ကျင်လို့ပါဒီလိုကတော့တကယ်တမ်းနော်ကဲ point 2ပါဗျာကဲကျွန်တော်တို့နည်းနည်းရောင်းနေပြီကဲတဲထားတယ် yes ဆက်ပါတယ်ဗျာ yes ဆက်ပါတယ်ဒါဖုန်းနဲ့လောင်ရတာပဲနော်အဲကျွန်တော်တို့မလောင်းလိုက်ဘူးပေါ့နော်အဲ့တော့သူတို့နိုင်သွားတယ်ပေါ့ဗျာနော်ဒါတော့2 point ဆိုတော့ပွဲမပြီးသေးဘူးဆိုတော့အကိုကြီးကျွန်တော်ခောက်ချိုးပေးမယ်ဗျာနော်
ကောင်းလိုက်တယ်ကွာ ဘယ်လာတယ်ဆိုတဲ့နာမည်တော်ကလည်းအလကားရခဲ့တာမဟုတ်ဘူးနော်အဲ့ဒီတို့နဲ့ကျွန်တော်တို့ပတ်တန်တို့နဲ့ပွဲတွေအများကြီးပွဲချက်တွေအများကြီးရုံးနေမှာဒီနာမည်ရခဲ့တာဗျာနော်အမှန်ကတော့ point 2ပါဗျာအေးချစ်လုံးကိုကောင်းတယ်ဗျာချစ်လုံးဘူးဒီတော့ကတော့တည်ထားတာကွက်တီပဲဗျာနော်ကျွန်တော်တို့ဂျယ်လီကလည်းခွာလိုက်တာမြန်ကြောက်စရာကြီးပါပဲဗျာနော်ဘင်းမင်းကောင်းနေလို့ပါဟုတ်တယ်ဘင်းမင်းကောင်းတာတော့လက်ခံရမယ်ဗျာအကောင်းဆုံးဒီလေးယောက်မှာအကောင်းဆုံးပေးဆိုရင်တော့ဘင်းမင်းကိုပဲပေးလိုက်မယ်ဗျာနော်ကဲဂျယ်လီမျိုးလေးပဲဝတ်ချမယ်မျိုးလေးပဲဝတ်ချမယ်တာကြီး ချစ်လုံးဘူးက ပြည်သက်ကတော့မင်းနဲ့ပင်လာနေဆိုရင်ဟိုဘက်မြောက်ကိုဆက်လိုက်နေတယ်ခုတော့ထဲတော့မတဲတော့ထင်တယ်နော် ကဲအတွေ့အကြုံရင်းကျက်လာတဲ့ကိုတော်စင်တောက်လျှောက်ရှာမရမယ်ခုနလည်းတခါခံပြီးပြီနော်နော်ကွင်းဘေးကိုကျွန်တော်တို့2ပေ3ပေလောက်ကိုဝေးလိုက်မယ်လို့ထင်တယ်စားပဲဗျာတကယ်တော့နော်လက်3လုံးလောက်ပဲဝေးသွားတယ်ဗျာနော်ကဲကိုမြတ်မင်းရေမင်္ဂလာပါဗျာကဲချလုံးမစားပဲထိုးပါဗျာ ဖြစ်သွားပါတယ်နော်12မှတ် ဆက်ဆက်တယ်ပြီးတော့နိုင်စတိကြလုံးပါလေဗျာနော် စမားစနေနေတော့အမှန်နေရတယ် ဆရာလေးလောင်းရင်လည်းစောကြီးတွေကနိုင်တယ်ကျွန်တော်မလောင်းဘူးဗျာဒီလိုကျွန်တော်ညီကိုလေးကြီးကိုဘေးကုန်းခံပြီးတော့ကျွန်တော်ညီကိုလေးရွှိုင်းပေးနေရနော်တော်တယ်ဂျာကြီးထိုးသွားပြီးဂျက်လီကောင်းတယ်ကွက်တီတည်ထားတာကြီးကောင်းပါတယ်ဗျာ yes ဆက်တယ်ဗျာဂျက်လီရဲ့ပုတ်ချင်းကလည်းတကယ်ကိုလည်းစီးတိုင်းပဲတော်တယ်လို့ကိုနိုင်နေခြင်းနဲ့ဟုတ်တယ်ဗျာနော်ကျွန်တော်တို့နိုင်နေခြင်းပါပဲဗျာနော်နှစ်ပတ်စလုံးဘယ်သူနိုင်ပါဗျာနော်ကျွန်တော်မလောင်းလို့ပါဒီမှာကတော့ကျွန်တော်တို့2 point ပါဗျာနော်ကဲကျွန်တော်မို့ထိုးထားပြီကောင်းတယ်ဗျာတော်တယ်ကောင်းဝင်ကိုလည်းပေါင်ကြီးနဲ့တည်ထားတယ်ဒီလိုတော့ကောင်းပါပြီဗျာကောင်းပါပြီကောင်းပါပြီဘင်လာတဲ့နေနေကတော့တော်စင်းရဲ့တော်တယ်မမလို့ရှိရင်ဘင်လာရောင်မင်းကြီးရှိလို့ရတယ်ကိုမြက်လက်ညှိုးထိုးပြရတယ်ဗျာနော်မျက်နှာတော့မကြီးရတော့ဗျာသူရှုံးရင်ပေးတယ် မျိုးလေးနိုင်မှုကြော်ကြီးနဲ့ပဲတဲကြီးကြော်ကြီးနဲ့လည်းမစိုးဘူးနေနော်ကြော်ကြီး တော်တယ်စားပဲ ဟောဘိုင်းလုံး ထိုးတယ်ဗျာအေးဂျိုင်းထွက်သွားပြီဂျယ်လီဘာလုပ်မလဲဂျယ်လီကောင်းလေးပဲကျွန်တော်ပြင်ရနေတယ်ဗျာကျွန်တော်တို့ရန်ကုန်အဖွဲ့ကအနိုင်ရရှိသွားပြီဖြစ်ပါတယ်ဗျာဒူးနဲ့လုပ်ပါမှာဟုတ်ကဲ့ပေါင်နဲ့